တဲ့တငယ်ချင်းများနောက်ပြီးရင်ခွဲခွာသွားဒါလူဘဝဆိုတာတွေငါတို့သင်ခန်းစာကဘာဟာနေမေးကြည့်ပြီးပတ်ပြီးတစ်ပတ်လဲပတ်နေကြငါရင်ထဲမှာတတိတရအမှတ်တရရှိခဲ့ရနေရမြပြန်လာနားလည်းမှုနဲ့ကျင်တော့အပြောင်းလေးတွေခံစားလက်ချကြောင့်စိတ်သားရင်ပြေးရဆိုတာကန်တာအားတို့တွေတယောက်ကိုလေးအမြတ်ပြီးပြေးသွားတချို့တွေကပူပြင်းပြီးတချို့တွေကအင်းများတဲ့ဒေတာငါလည်းနေရာတက်မှာစနစ်ကြနောက်ဆုံးနှုတ်ဆက်ကြတဲ့အခါဆရာတွေကတော့ကြအချင်းချင်းပွင့်ဖက်ကြတချို့တွေကဟဲ့အောင်မင်းကငါ့ရဲ့အကောင်းဆုံးတကယ်ချင်းပါပဲမျက်ရည်တွေပါဝဲလို့စုံနေနေကြစုံနေနေကြကဲငါတွေထားပါကွာငါတို့ဘဝတွေမှာတကယ်ရှိခဲ့တော့